မေ ညီမ မိဘတွေရဲ့နှုတ်ထွက်စကားသားသမီးတွေတက်လန်းအတွက်အရေးပါတယ်ဗျ ညီမ တချို့မိဘတွေကကြတော့ကိုယ်စကားကိုသားသမီးကနားမထောင်ဘူးကိုပြောသလိုမဖြစ်ဘူးလို့ဆိုတဲ့အခါကျတော့ကြိမ်နာတွေရှိတယ်လေ ညီမ ငါစကားကိုနားမထောင်ဘူးဒါကြောင့်နင်ဘာလို့အဆင်ပြေမှာမဟုတ်ဘူး ညီမ ဘယ်သွားအဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့ ညီမ ပြောစကားတွေကလေ ညီမ သားသမီးတွေအတွက်တော့တကယ်အလုပ်တဲ့အခါမှာအဆင်မပြေမှုလေးတွေနဲ့ကြုံလို့ရှိရင်ငါမိဘကဒီလိုပြောထားလို့ငါအဆင်မပြေတာလားမသိဘူးလို့ဆိုတဲ့စိတ်တွေဝင်တယ် ညီမ တကယ်တမ်းကတော့အလုပ်တဲ့အခါမှာဘယ်အလုပ်မှလွယ်တာလို့တော့မရှိဘူးလေနော် ညီမ ခက်ခဲတာတွေကြီးရဲ့လေ ညီမ အဲ့ဒါလို့သားသမီးတွေကလုပ်ငန်းတွေအဆင်မပြေတဲ့အခါငါအမေကဒီလိုပြောထားလို့ငါအဖေကဒီလိုပြောထားလို့ငါမိဘကဒီလိုပြောထားလို့များငါအဆင်မပြေတာလားလို့ဆိုတဲ့အတွေးတွေကသားသမီးတွေစိတ်ထဲမှာဝင်လာပြီးတော့လေ ညီမ ဒီအောင်မြင်ရဲ့အလုပ်တွေတိုးတက်ရဲ့အလုပ်တွေကိုလုပ်တဲ့အခါမှာစိတ်အားငယ်မှုတွေဖြစ်တတ်တာ ညီမ ဦးဇင်းတို့ငယ်ငယ်တုန်းကစာသင်ရတယ် ညီမ ဖရုဒဝါစာဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့စာသင်ရတဲ့အခါလေ ညီမ ဖရုဒဝါစာဆိုတာကျိန်ဆဲတဲ့စကားကြမ်းတမ်းတဲ့စကား ညီမ မိခင်တယောက်ကသားဖြစ်သူပြောတာသားကပြောမရအောင် ညီမ သားကတောထဲကိုသွားမှာ ညီမ အဲ့ဒီတောထဲကလည်းပဲအန်ရမကင်းတော့အမေလှုပ်တဲ့သူကမသွားစေချင်ဘူး ညီမ တားတာသားတားမရ ညီမ မရတဲ့အခါကျတော့အမေကစိတ်တူပြီးတော့ငါပြောစကားနားမထောင်မဲနဲ့နင်တိုးတဲ့သွားတာ ညီမ တိုးတဲ့ရောက်တဲ့အခါမှာကျွဲမကြီးကျွဲရိုင်းကြီးလိုက်ပါစေတော့ဆိုပြီး ညီမ ကြိမ်လိုက်တာလေ ညီမ တိုးတဲ့ရောက်တော့တကယ်ပဲတိုးကျွဲရိုင်းကြီးကသူ့ကိုလိုက်တာတဲ့ ညီမ သူ့ကိုလိုက်တဲ့အခါကျတော့တားဖြစ်တဲ့သူကလည်းပဲအဲ့မှာလဲတယ်ဗျသူက ညီမ ငါအမေပြောတဲ့အတိုင်းတော့ဖြစ်ပြီ ညီမ အဲ့ဒီတော့ငါအမေစိတ်แท้အတိုင်းငါအမေပြောတဲ့အတိုင်းမဖြစ်ပါစေနဲ့ ညီမ ငါအမေစိတ်แท้ရှိတဲ့အတိုင်းဖြစ်ပါစေလို့သူကသစ္စာဆိုလိုက်တာ ညီမ အမေလှုပ်တဲ့သူကတော့ဘယ်ကိုယ်သားဘေးတွေ့စေခြင်းမှလဲ ညီမ နော်အမေ ညီမ ပြောစကားနားမထောင်လို့လားကြိမ်ဆဲလိုက်တာလေ ညီမ မေတ္တာတော့ဘယ်ပြက်မလဲ ညီမ ပြက်လားအမေသားသမီးတွေရဲ့အပေါ်မှာမေတ္တာပြက်တဲ့အချိန်ကြီးရှိလားမိဘတွေက ရှိပါဦးဖေ အမေမွေးထားတဲ့သားသမီးတွေအပေါ်မှာမေတ္တာပြက်တဲ့အချိန်ကြီးရှိခဲ့ဘူးလား ရှိခဲ့ပါဦးဖေ အမြဲတမ်းမေတ္တာကတော့ရှိနေတာပဲလေနော် ညီမ ပြောစကားနားမထောင်ရင်တော့ကြမ်းကြမ်းတမ်းတမ်းလေးတော့ပြောမိတာမလား ပြောမှုကြမှာပါဖေပြောတဲ့စကားနားမထောင်တော့ အဲ့တော့ခုကကလေးကနေပြီးတော့အမေပြောတဲ့အတိုင်းမဖြစ်ပါစေနဲ့အမေစိတ်ထဲရအတိုင်းဖြစ်ပါစေလို့အဋိဋ္ဌံတစ္ဆာဆိုလိုက်တဲ့အခါကျတော့ကျွဲကြီးရလေကျိုးနဲ့တုတ်ကနဲ့ခြီလိုက်တယ်လို့ပဲတဲ့ ညီမ တခါရဲတုတ်ကနဲ့ရက်သွားတဲ့ ညီမ အဲ့ဒါဘာလဲလို့ဆိုလို့ရှိရင်မိဘတွေကသားသမီးတွေမှာပြောတဲ့ ညီမ ဒီစကားတွေပေါ့ ညီမ မေတ္တာပြက်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့လို့အဲ့ဒါလိုမျိုးဖရုဒဝါစာကျိန်ဆဲတဲ့စကားမျိုးတွေ
သားသမီးတွေအပေါ်မှာပြောမိလို့ရှိရင်သားသမီးတွေကလေ တင်ပါ အလုတ်လုတ်တဲ့အခါမှာ တင်ပါ ဒါကြောင့်အစင်မပြေတာလား တင်ပါ ဆိုတဲ့အတွေးမျိုးတွေ တင်ပါ ဝင်ပြီးတော့အဲ့ဒီမှာတန်တရားစိတ်တွေနဲ့ တင်ပါ အားငယ်စိတ်တွေနဲ့ တင်ပါ သားသမီးတွေမှာဖြစ်တတ်တယ်လीနော် တင်ပါ ဒါကြောင့်မို့လို့မိဘတွေရဲ့နှုတ်ထွက်စကားသားသမီးတွေရဲ့ဘဝမှာသားသမီးတွေရဲ့ဘဝအရေးမှာအမတန်မှအရေးပါတယ် တင်ပါ